ကြောင်းကိုကိုကြည့်သိဖို့ထလောင်ပြောပြမယ်မိတ်ကလေးဆိုရရဲ့ချစ်လို့ဆွနေတာပါကိုကြည့်ကိုပဲစိတ်ကောက်တာကိုကြည့်ကိုပဲချစ်တာရှင်နေမှမြင်ရှိတာဘယ်သူဆိုတာကိုကြည့်မသိဘူးလားမတရားဘူးကိုကြီးကိုမောင်းလိုက်တာငယ်ရွယ်သူလေးအချစ်ကိုအချင်းသေးလို့စိတ်ပြတ်သွားတာကိုကြီးကမတရားဘူးကိုကြီးကိုမောင်းလိုက်တာချစ်တောင်ပင်ပေးရလေကိုကြီးတယောက်တည်းရှင်နေမှတရားတွေလဲကိုကြီးပဲပေးခဲ့တာပဲအကြောင်းကိုကိုကြည့်